တင်းငယ်တဲ့လုံခြုံရေးဂိတ်ထဲမှာနေထိုင်ရတဲ့အထိတတိရှိစမ်းပါဂျွန်လေးဟာတက္ကသိုလ်ကနေဘွဲရခါစားပဲရှိပါသေးတယ်သူဟာလမ်းလျှောက်ထွက်ရတာကိုနှစ်သက်သူဖြစ်ပေမဲ့ကြောင်ပြီးကလေးကအခုထိအလောက်ကန်အတီးတကျမရသေးပါဘူးတနေ့မှာတော့သူဟာအလောက်ခေါ်စာကတ်ထားတဲ့လုံခြုံရေးဂိတ်လေးတစ်ခုရှိကနေဖျက်လျှောက်သွားမိပါတယ်ရုတ်တရက်ဆိုသလိုသူ့ကောင်းတဲ့ကိုအကြံတစ်ခုရောက်လာခဲ့ပါတယ်နေဦးဒါဟာအလုပ်လုပ်ဖို့နေရာတစ်ခုတည်းမဟုတ်ဘူးငါဒီမှာပါနေလို့ရတာပဲဒါကြောင့်ဂျွန်ဟာအဲ့ဒီဂိတ်လေးကိုစတင်ပြီးပြုပြင်ပြောင်းလဲခဲ့ပါတယ်ပထမဆုံးအနေနဲ့သူဟာတန်မတ်အိယာပေါင်းတစ်ခုကိုပြုလုပ်ပြီးအပေါ်ကနေတစ်သားတွေနဲ့အုပ်ခဲ့ပါတယ်ပြီးတော့ပိုပြီးတက်တောင့်တက်တာအိတ်ဆက်နိုင်ဖို့နေရန်တွေမှာအိတ်ဆက်တဲ့အခန်းပြားတွေကိုကတ်ခဲ့ပါတယ်အောက်ဖက်မှာအဝတ်စားတွေထည့်ဖို့အန်ဆွဲပါတဲ့လေဝင်လေထွက်ကောင်းပြီးစိုးထိုင်းစာတန်ခံနိုင်တဲ့အိတ်ဆက်ညံ့ညော်တဲ့မွေးရတစ်ခုကိုလည်းထည့်သွင်းခဲ့ပါတယ်နေရန်ပေါ်မှာတော့စောင်းတွေထည့်ဖို့ဘီရိုလေးတွေနဲ့ဖုံမတက်အောင်မှန်တကားပါတဲ့အဝတ်ဘီရိုတစ်ခုကိုတက်ဆင်ခဲ့ပါတယ်သူဟာလျှက်စစ်ပလက်ပေါက်တွေကိရိယာတွေချိတ်ဖို့အပေါက်ဖောက်ထားတဲ့ပြင်ပြားနဲ့ရုပ်ရှင်ကြည့်ဖို့ projector screen တစ်ခုကိုပါထည့်သွင်းခဲ့ပါသေးတယ်အဲ့ဒီဘေးမှာတော့ခောက်လို့ရတဲ့စပွဲလေးတစ်ခုကိုပြင်ဆင်လိုက်ပါတယ်ဖြတ်လိုက်ရင်ထမင်းစားစပွဲဖြစ်ပြီးလက်တော့တင်လိုက်ရင်တော့အလုပ်လုပ်တဲ့စပွဲဖြစ်သွားတာပေါ့နောက်ပြီးမီးဖို့ကြောင်အပိုင်းကိုလည်းပြင်ဆင်ခဲ့ပါသေးတယ်အပေါ်မှာလျှက်စစ်မီးဖို့နဲ့ဘေးစင်ပါတဲ့ဘီရိုလေးတစ်ခုအောက်မှာတော့အဝတ်လျှော်ဆက်တစ်လုံးနဲ့အပေါ်ဘက်မှာအိုးခွက်ပကံတွေတင်ဖို့ဆင်တွေကိုပြုလုပ်ခဲ့ပါတယ်ဟင်းခတ်အမွေးကြိုင်တွေနဲ့ကိုရေးကိုတာပစ္စည်းတွေထားဖို့ဆင်တွေအပြင်တကားမှာမှန်တစ်ချက်ကိုပါတက်ဆင်ခဲ့ပါတယ်နေရန်ကအိမ်သားနဲ့ရေချိုးခန်းကိုပါသူတက်ဆင်နိုင်ခဲ့ပါတယ်ဒီလိုနဲ့ပဲတင်းငယ်တဲ့ဂိတ်ခန်းလေးဟာပြည့်စုံတဲ့တိုက်ခန်းအသေးစားလေးတစ်ခုဖြစ်သွားပါတော့တယ်တစ်ချက်တည်းနဲ့ဂျွန်ဟာအလုပ်ရောနေစရာကိုပါတပြိုင်တည်းဖြည့်ရှင်းနိုင်ခဲ့တာပါရိုးရှင်းတဲ့လုံခြုံရေးဂိတ်လေးဟာသူ့ဘဝအတွက်အဖြစ်တစ်ခုဖြစ်လာခဲ့ပါတယ်